အခုလိုတောင်ကုတ်ပန်တောင်ရိုးလန်းပေါ်မှာရှိတဲ့လေးလာတောင်အနီးပတ်ဝန်းကျင်ကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်နဲ့အာရခတပ်တော်အေအေတို့ဟာအေအေအရင်ကတည်းကသိမ်းပိုက်ထားတဲ့ညောင်ကျိုးစခန်းအနီးအနားမှာဖေဖော်ဝါရီလ18ရက်နေ့ညနေပိုင်းကစတင်ပြီးနောက်တစ်နှစ်ဖေဖော်ဝါရီလ18ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကအုတ်ရှိပင်ညောင်ချေတောက်ကစင်လန်လေးလာတောင်ဖက်ကိုစစ်ကော်မရှင်ကအင်အားအသစ်တွေထပ်မံဖြစ်တင်းပြီးတဲ့နောက်တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာပါပန်းတောက်တောင်ကုတ်ကားလမ်းမပေါ်ကကပ္ပစ16အနီးအနားတိုက်ပွဲတွေမှာလည်းစစ်ကော်မရှင်ဘက်ကအထိနာအကျဆုံးများနေတာကြောင့်မြေပြင်ထိုးစစ်တွေရပ်တန့်ပြီးတော့ဒရုန်းပါရာမော်တာတွေနဲ့အဓိကအသုံးပြုကအေးရှိနိုင်တဲ့နေရာတွေကိုမှန်းဆပြီးပြစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်စစ်ကော်မရှင်ဟာအခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်မှုထမ်းတင်နန်းသားအသစ်တွေကိုအသုံးပြုတာများတယ်လို့လည်းဒေသခံတွေစီကနေသိရပါတယ်ရခိုင်ပဲခူးလမ်းကလေးလာကျောင်းစင်လန်စခန်းတွေဟာအေအေရဲ့ပိတ်ဆို့ဖြတ်တောက်ခြင်းခံထားရတာကြောင့်ရိတ်ခါပြတ်တောက်နေပြီးညောင်ချေတောက်ကတက်လာတဲ့စစ်ကော်မရှင်ရဲ့ထောက်ပို့စစ်ကြောင်းတွေဟာလည်းမကြမကြာကြားဖြတ်တိုက်ခိုက်ခံနေရကအထိနာကြဆုံးမှုတွေရှိနေတာဖြစ်ပါတယ်ဒီလိုအခြေအနေတွေကြောင့်စခန်းကိုစွန့်ခွာထွက်ပြေးမှုတွေလည်းများနေတယ်လို့စီးရေးသတင်းရင်းမြစ်တွေစီကနေသိရပါတယ်ရှင်